ထမင်းစားချိန်မိနစ်30ရတဲ့အချိန်တွင်းမှာခင်ဗျဘာတွေလုပ်ဖြစ်ပြီးဘာတွေမှုဖြစ်လဲဆိုတော့ဒီဗီဒီယိုထဲမှာပြမယ်ဒါကတော့ခင်ဗျစာတင်လို့ပြီးရဆိုစာတင်ကနေထွက်ပြီးဟာလွတ်လပ်ပြီးဆိုပြီးကနေပဲတကယ်တော့မလွတ်လပ်သေးပါဘူးနောက်ထပ်အကြောင်းထင်နေရှိပါသေးခင်ဗျကနေနေရာလေးကတော့ခင်ဗျတို့အပေါ်အိမ်ပေါ်ထည့်ရဲ့ဖျားစင်ရှိလေးပဲဖြစ်ပါတယ်ပြီးတော့ဟာခင်ဗျာဟုတ်တယ်ကိုဟာလှမယ်ထင်ပြီးလှုပ်ပြီးဟာတချင်းလေးဆိုပြီး Blackpink မှုခဏဝင်သွားပါတယ်မှန်တွေ့ရောလည်းမှန်အောင်မရှောင်မနေနိုင်မင်းနဲ့ရိုက်လိုက်ပါသေးတယ်ထမင်းစားချင်တော့ပုံမဲ့7ခွဲစင်ပြီးရော7မှာတက်တယ်ပေါ့နော်ဒါပေမဲ့အခု7ထိုးကို7နှစ်ရောက်နေပါပြီဒီနေ့ဖြစ်ချင်တော့ခင်ဗျာဒီ vlog ရိုက်တဲ့နေ့မှာပဲအိမ်ရဟင်းချက်တာနောက်ကြပါတယ်ဆိုအဲ့တော့ခင်ဗျဒီထဲမှာတော့ထမင်းစားပြရဲ့ vlog တော့မပါတော့ပါဘူးနောက်ထပ်တက်ထပ်တင်ပေးပါမယ်အဲ့တော့ခင်ဗျာလေး7မထိုးသေးပေါ့နော်7နှစ်နောက်လူသေးရဲဆိုမိမလားဆိုပြီးထိုင်စောင့်နေလိုက်ပါလေစောင့်နေတဲ့အချိန်မှာဟိုကလေးဒီကလေးလုံနေခင်ဗျနှစ်ဖူးပေါ်မှာကြာနေဝက်ချန်လေးတက်ဖို့ဆိုပြီးတော့ခင်ဗျပေါ့နော်အဲ့ဟာလေးနဲ့တွေ့လိုက်ပါဝက်ချန်နေရတဲ့အခုတော်ပပကိုရက်ဆက်တယ်ပြီးတော့ခင်ဗျာလည်းအခုရက်ပိုင်းမှာအလုပ်တွေရောရှုပ်နေရဆိုတော့ဘာမှကိုစကင်ရဲ့တိတ်မလုပ်ဖြစ်ပါဘူးဒါကတော့ခင်ဗျတငယ်ချင်းတွေစောနေခင်ဗျချောင်းမရိုက်ထားတာပါပြီးတော့အခန်းထဲဝင်ပြီးတော့ခင်ဗျစာလေးတုံးငါတိတ်လိုက်ပါတော့မင်းကအလေးလိုက်နေလို့မဖြစ်ဘူးဆိုပြီးတော့ခင်ဗျတိတ်ပါတော့မယ်ခင်ဗျာဒီနေ့မှာဆိုရင်တော့စာတီချိန်3ချိန်ပဲရှိပါတယ်ပထမဆုံးချိန်ကတော့ဘိုင်ယိုချိန်ပေါ့နော်မနေ့စောစီထားတဲ့အချိန်မှာဘိုင်ယိုနဲ့တင်လိုက်ရတော့လူကအရင်တိတ်မပြောနေလို့စာတင်မိချင်းချက်ချင်းကိုကားလိုက်ရပါတယ်စောက်လေးလည်းခင်ဗျတိတ်လို့ပြီးသွားပြီဆိုတော့ငါဘာလုပ်ရရှိသေးလဲလုပ်ကြည့်နေတယ်အားလုံးကြွားစရာရှိပါလေဒါတော့ခင်ဗျအရန်ကြိုက်တယ်ခင်ဗျနေရာလေးတစ်ခုပေါ့နော်ဒါလေးကတော့ baby tree lane ဒါလေးကတော့ nana flying boat laneဒီဟာလေးကဘာလို့ထင်လဲအကုန်လုံးသိကြတဲ့အတိုင်းပဲလီဆာကထုတ်လုပ်ထားရေးပထမဆုံး first ever official ဝယ်ထားပါဒါတော့ခင်ဗျကြွားပြပါတော့သူများရဲ့ blame နေမှာဆိုအနောက်ကဟာပါခင်ဗျပြရတာပါတကယ်အစ်စ်ကြီးပါဒါတော့ခင်ဗျဖွင့်မပြတော့နောက်ထပ် video တစ်ပုတ်တင်စရာရှိပါသေးတယ်အဲကြောင့်မို့အဲ့ video မှာပဲအဆုံးကြည့်တော့ဗောနော်ပြီးတော့ခင်ဗျစာအုပ်တွေဖတ်မယ်ဆိုရင်ဝယ်ထားမှာဒီပုံနေနဲ့ပြီးတော့မဖတ်ဖြစ်ပါဘူးဖုံးမဲသုံးနေရပါဘာလို့ဖုံးမဲသုံးနေလဲဆိုခင်ဗျခုရပိုင်းအလုပ်တက်တဲ့စားလုံးနေပြီးပြီးတော့ကျောင်းကစာရေးလုပ်နေတော့အဲ့လိုလုပ်နေပါပြီးတော့လန့်ချောင်းမှာဒီအိမ်မောနေအမေဟင်းချက်လို့မြန်ပြီးလားဆိုမပြီးသေးတော့လေဟိုရိုက်ဒီရိုက်ရှောက်ရိုက်ထားပါလေသူများရေလေကားမှာထိုင်ပြီးစလေးရကိုသဘောကျပြီးလှုပ်လိုက်တာကိုအမှချော်လဲဝိုင်းခလုတ်တိုက်သွားပါသေးတယ်ဒီကတော့ဟာခြေကြည့်ရပါတော့ခြေတော့မလုံးတက်တော့ကိုကခလုတ်တောင်းတိုက်လိုက်သေးပါတယ်ဒါတော့ခင်ဗျလက်သေးရှင်ပါပြီဒါတော့မနေ့ကမှညှက်ထားတော့ခင်ဗျလက်သေးရဲ့ဇွတ်တရှိအဲ့တော့လက်တော့ညပါဒါလေးမှတ်မိသေးခင်ဗျတို့အိမ်မှာပေါ့နော်ခင်ဗျယောဂလုံး3ယောက်ဆိုပြီးဝယ်ထားပါခေါင်းနှလုံးသားပတ်စံကုန်ပြီးဝယ်လိုက်တာဖောက်တောင်ဖောက်သေးပါဘူးအိမ်မောနေလဲမီထက်ချောင်းပါသေးရဲ့ဟင်းမြန်ချက်လို့ပြီးလားဆိုမေမေခေါ်တယ်ဟိုမကြသေးပါဘူးအဲ့ဒါလည်းဒီရင်မွေးလေးအတွက်ကလေ vlog လေးတစ်ပုတ်လာပါဦးမယ်ဒီရင်မွေးလေးကိုတော့ခင်ဗျကိုလက်ဆောင်ပေးထားလေးပါဒါလေးကတော့ခင်ဗျအိမ်မှာလုံးဝအရန်ကြိုက်တယ်နောက်ပိုင်းဒီနေရာမှာပဲတွေ့ရမယ်ဘာလို့ဆို lighting အခုကြည့်ခင်ဗျဘာအဖမ်းမှမတုံတော့ရိုးကင်မရာရိုက်တာတော့တော်တော်လေးမိုက်ပြီးလှနေပါတော့အဲ့မှုရလေးပါတော့ခင်ဗျခုရပိုင်းဒီမှာပဲလုပ်ဖြစ်တယ်ပြီးတော့ခင်ဗျတို့အိမ်ရလေးတကားပေါက်တွေအရန်များရပါတော့ဒီမင်းနဲ့စာဆိုရင်3ပေါက်ဟိုဘက်ကတစ်ပေါက်ဒီဘက်ကတစ်ပေါက်နဲ့ဆိုတော်တော်လေးလင်းဝင်ကအရန်ကောင်းပြီးစလုပ်လို့ကောင်းပြီး relax ဖြစ်တယ်လို့ခံစားရပါတယ် so bye bye